မင်္ဂလာပါခင်ဗျာပါပဝ IE ရဲ့ဒီကဆရာသုံးကြီးပါအဲ့တော့ကိုယ့်ရဲ့ IS reading bands ကိုတက်လာဖို့ဘာလို့လဲပေါ့နော်ပထမဆုံးသိသိချင်တာကကျတော့ reading အဆင်မပြေကြတာကကျောင်းသားတော်တော်များများဖြစ်နေဖြစ်တာရှိတဲ့ကိစ္စဖြစ်ပြီးတော့အကယ်လို့များကိုက reading အဆင်မပြေဘူးဆိုရင်ကိုတယောက်တည်းဖြစ်တာမဟုတ်ဘူးဆိုတာသိဖို့လိုတာပေါ့နော်ဒီ IS နဲ့ဆိုင်တဲ့ပြဿနာတွေအကုန်လုံးကအမြဲတမ်းဖြေရှင်းလို့ရတဲ့အရာတွေကြီးပဲအဓိကကိုဘာပြဿနာဖြစ်လဲဆိုတာသိဖို့လိုတယ်ကိုဖြစ်နေတဲ့ပြဿနာကိုကိုသိတော့မှအဲ့ဒီပြဿနာရဲ့ solution ကိုကိုကစပြီးတော့လိုက်ရှာမှာကိုဘာပြဿနာဖြစ်လဲဆိုတာကိုမသိဘူးဆိုရင်ကိုဒီဖြစ်နေတဲ့ပြဿနာရဲ့ solution ကိုဘယ်လိုမှလိုက်ရှာလို့တွေ့မှာမဟုတ်ဘူးပေါ့နော်အကြမ်းမြင်အဖြစ်ကိုယ့်ရဲ့ reading bands ကိုတက်လာဖို့ဆိုတာ၅ချက်ပဲလိုတာဖြစ်ပြီးတော့ပထမဆုံးတစ်ချက်ကတော့အကြောင်းအရာတစ်ခုပါတဲ့ဟာလေးပုံမှန်ဖက်လေးဖက်တာရှိရတယ်ဒုတိယတစ်ချက်ကမြန်မာလိုဘာသာပြန်ပြီးတော့စဉ်းစားပြီးတော့မဖြေနဲ့တတိယတစ်ချက်ကစာလုံးပြောင်းသွားတာကိုပြန်တိုက်ပြီးတော့ဖြည့်မိခွန်းထဲမှာရေးတာနဲ့စာပိုက်ထဲမှာရေးတာနဲ့စာလုံးပြောင်းသွားတာလေးကိုပြန်စစ်ပြီးတော့ဖြည့်လေးချက်မြောက်ကကျတော့တချို့မိခွန်းတွေက chronological order ရှိတယ်တချို့မိခွန်းတွေက chronological order မရှိဘူး chronological order ရှိတယ်ဆိုတာနံပါတ်စဉ်တိုင်းတဖြည်းဖြည်းအောက်ရောက်သွားတာကိုပြောတာဖြစ်ပြီးတော့ဘယ်မိခွန်းတိုက်က chronological order ရှိတာလဲဘယ်မိခွန်းတိုက်က chronological order မရှိရလဲဆိုတာကိုသိဖို့လိုတယ်နောက်ဆုံးတစ်ချက်အနေနဲ့ကကျတော့မိခွန်း paper တွေဖြည့်တိုင်းစာမွေးဖြည့်တဲ့နေ့ကစာမွေးဖြည့်တဲ့နေ့အဆုံးကိုယ့်အနေကိုလေ့ကျင့်တဲ့အခါပဲဖြစ်စေ class ထဲမှာလေ့ကျင့်တဲ့အခါပဲဖြစ်စေစာမွေးဖြည့်တဲ့နေ့ပဲဖြစ်စေမိခွန်း paper လေးဖြည့်တိုင်းဘယ်တော့မှနံပါတ်စဉ်တိုင်းမဖြည့်ဘဲနဲ့ဘယ်တော့မှအစင်လိုက်တိုင်းမဖြည့်ဘဲနဲ့ကြော်ပြီးတော့ဖြည့်ပေါ့နော်ဒါလေးကိုပဲတစ်ချက်စိတ်ကြီးဆရာအနေနဲ့ပြန်ပြီးတော့ရှင်းပြပေးရမယ်ဆိုရင် reading အမှတ်တက်လာဖို့ဆိုတာအကြောင်းသားအများစုနည်းနည်းရုန်းကန်တတ်ရတဲ့ကိစ္စဖြစ်ပြီးတော့listening နဲ့ share လိုက်တဲ့အခါကျရင်ဒါရုန်းကန်ရတဲ့ကိစ္စလို့ပြောရဲဆိုမမှားဘူးပေါ့နော်တချို့လဲမတက်လာဘူးလို့ဒါမှမဟုတ်ဆရာတို့ကို reading bands ကဒီမှာပဲတက်နေတယ်လို့ဒါမှမဟုတ်reading ကနေလိုက်မြင်လိုက်တက်လိုက်ကြလိုက်ဖြစ်နေတယ်လို့တခါလေကြာလဲဘာဖြစ်တက်လဲဆိုတော့ကိုကအဖြေကဒီနားမှာဆိုတော့ကိုကသိတယ်ဥမာဒီမေးခွန်းရဲ့အဖြေကဒုတိယစာပိုက်ထဲမှာပါတာဆိုတော့သိတယ်အဲ့ဒုတိယစာပိုက်ကိုကိုကဖတ်တယ်ရုပ်စွာအဆုံးကိုက dictionary သွားယူပြီးတော့ dictionary ထဲမှာကိုမသိတဲ့စာလုံးတွေလိုက်ရှာတယ်ဒုတိယစာပိုက်ထဲကစာလုံးတွေအကုန်လုံးသိသွားတော့မှဒီမေးခွန်းရဲ့အဖြေကဘာလို့ဒီအဖြေဖြစ်တာလဲဆိုတော့ကိုလုံးဝမသိအဲ့လိုမျိုး instant မျိုးလေးတွေအများကြီးရှိရပေါ့နော်ဒါပုံမှန်ဖြစ်နေကြအရာဖြစ်ပြီးတော့အဓိကကတော့သူ့ problem နဲ့ relevant ဖြစ်တဲ့ solution ကိုကိုကရှာတွေ့တဲ့အခါကျတော့မှကိုယ့်ရဲ့ bands ကိုကတက်လာတာပေါ့နော်ဒီခဏမိခွန်း paper အောင်နေဖြည့်နေလို့လေကိုယ့်ရဲ့ bands ကိုကတက်လာတာမဟုတ်ဘူးဒါပေမဲ့မိခွန်း paper အောင်ဖြည့်ခြင်းအဖြစ်ဘယ်အပိုင်းကကိုယ်ဒုက္ခပေးနေတာလဲဘယ်အပိုင်းကကိုယ်တောကပေးနေရလဲဆိုတာသိလိမ့်ကိုဒီ true point document မရတာလား multiple choice မရတာလား heading မိခွန်းပါလာရင်မရတာလား searching information ပါလာရင်မရတာလားဘယ်မိခွန်းတိုက်ကကိုတောကပေးနေတာလဲဘယ်မိခွန်းတိုက်ပါလာရင်ကိုအမှတ်ရော့သွားတာလဲဆိုတာဒီမိခွန်း paper ဟောင်းဖြည့်ကြည့်တော့မှပဲသိတာဖြစ်ပြီးတော့တခြားဘယ်နည်းနဲ့မှသိနိုင်တဲ့နည်းလမ်းကမရှိဘူးပေါ့နော်ဒါကြောင့်မိခွန်း paper ဟောင်းဖြည့်ဖို့လိုတာအဲ့တော့ခုနအချက်လေးပြန်ပြီး recap လုပ်ကြည့်မယ်ဆိုရင်မိခွန်း paper ဟောင်းဖြည့်တိုင်းတော့အမှတ်ကတက်လာတာမဟုတ်ဘူးအတိုင်းအတာတစ်ခုတည်းကိုယ့်ရဲ့ comprehension skill ကောင်းဖို့လိုတာပေါ့နော်အဲ့တော့ comprehension skill လို့ပြောရဲဆိုတဲ့နေရာမှာလဲ IS reading ဒီသိကြတဲ့အတိုင်းတလုံးချင်းကြီးလိုက်တောက်ဖက်ပြီးဖြည့်ရတဲ့အရာမဟုတ်သလိုဒါကြောင့်ချင်းကြီးဘာသာပြန်ပြီးဖြည့်ရတဲ့အရာလည်းမဟုတ်ဘူးသူမေးတဲ့မိကွန်းနဲ့ဆိုင်တဲ့နေရာလေးကိုပဲကိုကနည်းနည်းလေးအတိုင်းတာတစ်ခုထိနားလည်အောင်လုပ်ပြီးဖြည့်ရတာဖြစ်တာပေါ့နော်အဲ့တော့တခုခုပုံမှန်ဖတ်ဖို့ဆရာ recommend ပေးတယ်ပေါ့နော်အကြောင်းအရာတစ်ခုပါတဲ့အရာလေးကိုနည်းနည်း thought provoking တွေးစေတဲ့အရာလေးကိုအနေနဲ့ပုံမှန်ဖတ်တဲ့အလေးချင်းလေး cultivate လုပ်ယူပေါ့နော်ဒါကလည်းအင်္ဂလိပ်စာလည်းပဲကောင်းမှလုပ်လို့ရတဲ့အရာမဟုတ်ဘဲနဲ့အဓိကကတော့ကိုအင်္ဂလိပ်စာလည်းပဲနဲ့တင့်တော်တာဖတ်တာရှိဖို့လိုတာဖြစ်ပြီးတော့ကိုက pre-intermediate နဲ့ intermediate level ဆိုရင်တက်တော့နဲ့ commencement speaker transcript လေးတွေလိုက်ဖက်ပေါ့နော် transcript ဆိုတာပြောရတဲ့စကားကိုရေးထားတဲ့စာလေးဖြစ်ပြီးတော့တက်တော့နဲ့ commencement speaker transcript လေးလိုက်ဖက်အကယ်လို့များကိုက upper intermediate နဲ့ advanced ဆိုရင် reader digest နဲ့ National Geographic ပေါ့နော် reader digest နဲ့ National Geographic ကိုဖက်ဘယ်လိုဖက်လဲဆိုတော့ leisurely ဖက်ပေါ့နော်ကိုအိတ်ခဏီအခါကြာရီအဲ့ရောက်တဲ့အခါကျရင်ကိုအိတ်တော့မယ်ဆိုရင်ကိုအနေနဲ့အပြင်းပြေဖက်တဲ့ပုံစံမဟုတ်ကိုအတွက်အရန်တော့ကတွေလည်းမပေးဘူးပေါ့ပါနဲ့နေ့စဉ်ပုံမှန်လုပ်လို့ရတဲ့အရာလေးဖြစ်ပြီးတော့အဲ့ဒီအရာလေးကိုပုံမှန်ဖက်ဒုတိယတစ်ချက် IS reading လူတွေဘာလို့ပြဿနာတက်လဲဆိုတော့တချို့အကြောင်းသားတွေကဘာလုပ်ကြလဲဆိုတော့မိကုန်းထဲမှာရေးထားတာကိုဖတ်လိုက်တယ်မြန်မာလိုဘာသာပြန်ကြည့်တယ်မိကုန်းကို keyword လိုက်တာတယ်ပြီးရင်စာပိုက်ထဲမှာရေးတာ keyword ရှိတဲ့နေရာလေးကိုသွားတယ်စာပိုက်ထဲမှာရေးထားတာကိုဖတ်တယ်
စာပိုက်ထဲမှာရေးထားတာကိုဘာသာပြန်ကြည့်တယ်ပြီးွားရင်မိခွန်းထဲမှာရေးထားတာနဲ့စာပိုက်ထဲမှာရေးထားတာနဲ့ကိုအုံနောက်နဲ့ခေါင်းနဲ့စဉ်းစားပြီးတော့ဖြည့်တယ်စဉ်းစားပြီးတော့ဖြည့်လို့လွဲနေတာဖြစ်ပြီးတော့ IS reading ဆိုတာမစဉ်းစားလေစိတ်ချမ်းသာလေမှန်လေစဉ်းစားပြီးဖြည့်လေတောကတွေပွားလေမှားလေပဲခင်ဗျာစဉ်းစားပြီးဖြည့်လေအချိန်မမီလေမစဉ်းစားပဲဖြည့်လေမှန်လေပဲဖြစ်ပြီးတော့တက်နိုင်တယ်မြမစဉ်းစားနဲ့ပေါ့နော်I ရဲ့ဒီ reading မှာစဉ်းစားပြီးဖြည့်ရတဲ့အရာဘာတစ်ခုမှမပါလာဘူးအဲ့တော့မြန်မာလိုဘာသာပြန်ပြီးစဉ်းစားနေတဲ့အတွက် IS reading ကိုလူတွေကအဆင်မပြေကြတာပေါ့နော်အဲ့တော့ဘယ်လိုလုပ်ရင်အဆင်ပြေလဲဆိုတော့သူကစာလုံးပြောင်းရတာပဲလိုက်စစ်ရမိခွန်းထဲမှာရေးထားတာနဲ့စာပိုက်ထဲမှာရေးထားတာနဲ့ paraphrase လုပ်ထားတယ်အဲ့စာလုံးပြောင်းတာပဲလိုက်စစ်ရဒီစာလုံးပြောင်းသွားတာကိုလိုက်စစ်တတ်ဖို့လိုတာအဲ့စာလုံးကိုလိုက်စစ်ပြီးဖြေရတယ်ဆိုတော့ reading comprehension passage ဒီ I ရဲ့ဒီ exam တစ်မျိုးတည်းမှာပဲအဲ့လိုမျိုးရှိတာတခြားပဲအဲ့လိုမရှိဘူးကိုတောက်လျှောက်ဖြေလာတဲ့ general english မှာဆိုရင် general english exam မှာအဲ့လိုမျိုးမရှိဘူးရုပ်စွာအဆုံး GCO level English မှာလည်းအဲ့လိုမျိုးမရှိဘူး General English မှာဆိုရင်လည်းဘယ် level ပဲဖြစ်စေကမှု Advanced level ရောက်တဲ့အထိ IS reading လိုမျိုးဖြေရတာမျိုးမရှိဘူးဆရာတို့ဒီI ရဲ့ဒီအောက်က exam တွေမှာဆိုရင်မရှိသလိုဆရာတို့ GCO level exam တွေမှာလည်းမရှိဘူးဒါကြောင့်ကျောင်းသားတွေကပြဿနာတက်ကြတာဘာလို့လဲဆိုတော့မိခွန်းထဲမှာရေးတာနဲ့စာပိုက်ထဲမှာရေးတာနဲ့စာလုံးပြောင်းသွားတာကိုစစ်ပြီးတော့ဖြေရတာဒီ IS reading တစ်မျိုးတည်းမှာပဲရှိတာဖြစ်တဲ့အတွက်သူတို့အရင်တော့မကြုံဘူးတဲ့ကိစ္စဖြစ်ပြီးတော့သူတို့အတွက်အသစ်တစ်ခုဖြစ်နေတဲ့အတွက် IS reading ကိုသူတို့အဆင်မပြေကြဘာလို့အဆင်မပြေလဲဆိုတော့သူတို့က general English လိုပဲစဉ်းစားပြီးတော့ဖြေနေတာအဲ့တော့မစဉ်းစားရင်စိတ်ချမ်းသာတယ်စဉ်းစားတဲ့အချိန်ကစပြီးတော့လွဲသွားပြီဘာမှလည်းစဉ်းစားစရာမလိုမသိလည်းဘာမှမဖြစ်ဘူးဗျာနားမလဲတဲ့စာလုံးတွေအများကြီးပါရင်လည်းပါနေလိမ့်မယ်ဒါပေမဲ့စဉ်းစားပြီးဖြေရင်တော့လွဲတာပဲမြတ်နောက်တစ်ချက်ကကျတော့chronological order ပေါ့နော်တချို့မိကွန်းတိုက်တွေက chronological order ရှိတယ်တချို့မိကွန်းတိုက်တွေက chronological order မရှိဘူး chronological order ရှိတယ်ဆိုတာမိကွန်းနံပါတ်စဉ်တဖြည်းဖြည်းအောက်ရောက်သွားရင်စာပိုက်ကတဖြည်းဖြည်းအောက်ကိုရောက်သွားမှာဖြစ်ပြီးတော့ထားပါတော့ဗျာမိကွန်းက14ခုရှိတယ်ဆိုပါတော့ပတ်စိတ်1မှာမိကွန်းက14ခုရှိတယ်စာပိုက်က5ပိုက်ရှိတယ်ဆိုရင်နံပါတ်1နဲ့နံပါတ်2နဲ့အဖြေဒီပထမစာပိုက်ထဲမှာပါမှာဖြစ်ပြီးတော့နံပါတ်73နံပါတ်14ရဲ့အဖြေဒီနောက်ဆုံးစာပိုက်5ပိုက်မြောက်မှာပါမှာပေါ့နော်အဲ့လိုပဲမိကွန်းနံပါတ်စဉ်တဖြည်းဖြည်းအောက်ရောက်သွားတာနဲ့စာပိုက်ကတဖြည်းဖြည်းအောက်ကိုရောက်သွားတာကို chronological order ရှိတယ်လို့ခေါ်တာဖြစ်ပြီးတော့အဲ့လိုမျိုး chronological order မရှိတဲ့မိကွန်းတိုက်ကဘာလဲ chronological order ရှိတဲ့မိကွန်းတိုက်ကဘာလဲကို့အနေနဲ့အဲ့ဒါကိုမှန်ဖို့လိုတာပေါ့နော်နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ဘာလဲဆိုတော့ဆရာတို့ဒီဖြေတဲ့အခါကျရင်အစင်လိုက်တိုင်းမဖြေနဲ့ပေါ့နော်ဖြေတဲ့အခါကျရင်အစင်လိုက်တိုင်းမဖြေနဲ့စာပိုက်က5ပိုက်ရှိစာပိုက်ကဆရာတို့ပတ်စိတ်1ပတ်စိတ်2ပတ်စိတ်3ရှိတယ်ဆိုရင်လူတွေကဘာလို့အစင်မပြေကြရလဲဆိုတော့ပတ်စိတ်1ကိုအရင်ဖြေတယ်ပတ်စိတ်2ကိုအရင်ဖြေတယ်ပတ်စိတ်3ကိုအရင်ဖြေတယ်မိကွန်းကအခု40ရှိတယ်ဆိုရင်မိကွန်းနံပါတ်1ကိုဖြေတယ်ပြီးရင်2ကိုဖြေတယ်ပြီးရင်3ကိုဖြေတယ်4ကိုဖြေတယ်အဲ့လိုမျိုးဖြေကြတယ်ပေါ့နော်အဲ့လိုမျိုးတက်နိုင်သမျှမဖြေနဲ့ပေါ့မဖြေဘဲနဲ့အမြဲတမ်း IS reading ဖြေတိုင်းတေချာလေးအရင်ဖြေမတေချာလေးနောက်မှဖြေပေါ့နော်တေချာလေးအရင်ဖြေမတေချာလေးနောက်မှဖြေကြော်ပြီးဖြေပတ်စိတ်1ပတ်စိတ်2ပတ်စိတ်3ကိုအမြဲတမ်းအစင်လိုက်တိုင်းမဖြေနဲ့တချို့က IS pass paper တွေဖြေတဲ့အခါကျရင်ဘာပြောတတ်ကြလဲဆိုတော့နောက်ဆုံးပတ်စိတ်ကအခက်ဆုံးနောက်ဆုံးပတ်စိတ်ရောက်သွားတဲ့အခါကျရင်အစင်မပြေတော့ဘူးဆိုပြီးတော့ပြောကြတယ်အမှန်ကနောက်ဆုံးပတ်စိတ်ကအခက်ဆုံးမဟုတ်ဘူးကျောင်းသားအများစုဒီအဲ့ဒီ passage တွေဖြည့်တဲ့အခါကျရင် passage 3ခုကိုအမြဲတမ်းအစင်လိုက်တိုင်းပဲသွားတဲ့အခါကျတော့နောက်ဆုံး passage လောက်ရောက်တဲ့အခါကျတော့ကို့အုံနောက်ကအဲ့လိုမခံနိုင်တော့ information တွေအများကြီးကို့လာပုတ်တာကို့အဲ့လိုမခံနိုင်တော့တဲ့အခါမှာဘယ်နာပါရှိလဲကိုက like မမှတ်နိုင်တော့အဲ့ဒီခါမှာ passage 3ကအခက်ဆုံးဆိုပြီးတော့ဖြစ်ပြီးတော့အဲ့ပြဿနာကိုဖြေရှင်းနေတယ်ဆိုရင် IS reading အချိန်မီနေတယ်ဆိုရင် I ရဲ့ dear reading ကိုအချိန်မီနေတယ်မှန်နေတယ်ဆိုရင်ကို့အနေနဲ့အမြဲတမ်းဆရာတို့နံပါတ်စဉ်တိုင်းမဖြေနဲ့တေချာလေးအရင်ဖြေမတေချာလေးနောက်မှဖြေခေါင်းစဉ်တွေအရင်လိုက်ဖတ်လိုက်မိကွန်းတိုက်တွေလိုက်ကြည့်လိုက်ကိုအစင်ပြေဆုံးဟာကိုအရင်ဖြေနံပါတ်စဉ်တိုင်းမဖြေနဲ့ပေါ့နော်အားလုံးပဲကိုရမယ့် band school လေးရဖို့ဒီကနေ့ဆရာစုတောင်းမြတ်တာပို့သားလိုက်ပါခင်ဗျာ